โอเคအစီကျွန်တော်တို့ရဲ့ပထမဆုံးဘလော့လေးစရိုက်အောင် ကြိုက်ပါလေ အာနေုံရနေုံအလင်းရဘယ်လိုမှမသိဘူးအဲ့မီးလေးမီးလေးနဲ့ဖွင့်လိုက်မယ် ဖင် နာ ဖင် ဟာရဝါတော့ရ ငါဘလိုက်ကဖွင့်လိုက်ကဖွင့် လိုက်ကဖွင့်လိုက်အောင် ဒီဘေဘီလိုက်က ဒီဘေဘီလိုက်ကဖွင့်လိုက် natural လိုက် စေဘီလောက်ပါ neutral light အများကြီးလားအိုး shit အောက်ကဖြူလေးတော့ခင်တာဖွင့်လာလိုက်မနော် ဖွင့်လာတယ် အောက်ကဖြူလေးဖွင့်တော့တားကြီးစူးတော့ဆိုစင်ပြေလားမသိကြည့်လိုက်အောင် ဒါမင်း ဟာအဲ့လိုနေဦးတော့ white balance လေးပြန်ချိန်လိုက်အောင်ပဲ white balance ချိန်အာသင်ပြေဦးပြန်နောက်ကမီးတွေများနေလို့ ဟာအဲ့ဒါမင်းဘလောက်ရိုက်ဖို့တော့ရင်းနှီးလိုတဲ့သဘောပဲကွာ အာမြတ်ဖုန်းထိုင်ဖို့ဝယ်ပြီလေဗျာ250ပေးရတယ် ဟာမင်းလိုက်နေလို့မှပတ်ဒီပုံနဲ့ဆိုတော့ ပြန်နေပါကြည့်လိုက်အောင်အဲ့ဆိုရင်ဘယ်တို့ဝယ်ရမထင် လာတာမှကြည့်ရတော့မင်း2000ကျော်ကြီးကြီးတော့ငါ Facebook မှာရှာကြည့်တာပါ ပြီးဆုံးမှာအဲ့လိုမျိုးတွေမြန် knowledge sharing လုပ်တဲ့ကောင်တွေပါကြီးကျွန်တော်ဘာတစ်စိမ့်ဝယ်ရမှမသိဘူးလေ ဒါဒီမင်းနဲ့သူတို့အကုန်လုံးပြထားတယ်ကွာဒီမှာကြည့်ဒီဝိဇုံမိုက်တယ် ဝင်ကြည့်သမ်းပါ တော့မီးပန်းနဲ့ကီးလိုက်တယ်မင်း လင်းလေးတွေရောချပေးတယ် bell light RGB တဲ့ကြီးလိုက်တဲ့ soft box တဲ့ bell light နှုံးပို့ပြတယ်ပဲ။အောင်လေးဝင်ကြည့်လိုက်။မင်း150လေးဟာ ဟာစိုးပါဘူးခင်ဗျာ တန်တော့မဲ့လေအဲ့ဒါအဲ့ရနေဝဲတော့မှာ နေအဲ့ဘာကြီးဘာ ဒါဈေးဝယ်ချင်းတခတ်တဲ့အမှ ဟော အဲ့ bell light တို့ပါကုန်ရရဒီ page မှာမင်းမြန်မာပြည်ကမျိုးတွေတော့ရရဲဆိုပဲမင်းဒီမှာလေချက်ပေါက်ကနေပို့ပြီးတော့မာပြီးရ โอเคဗျာအဲ့ဒါကျွန်တော်တို့အခုလမ်းมาတော့မြတ်ခိုင်းมาတော့ရှုပ်တယ်ခိုင်း မိုင်းတော့ငါလက်ပို့လိုက်မစီလန်ပို့လိုက် မဟုတ်လေ तू ကထိုင်းရလူတွေအတွက်ဆိုရင် short now ဝယ်လို့ပြောတာတို့ကထိုင်းမှာရောက်နေတာလी ဟာအေး ဒါခင်ဗျမြန်မာအမျိုးဖြစ်တော့ အဲ့လေတော့ ဟုတ်လား तू comment နဲ့ဝင်လိုက် comment နဲ့ဝင်လိုက်မြန် comment နဲ့ဝင်လိုက် तू ဂျီယာနဲ့ပတ်သက်တဲ့ဟာဆိုမြတ်ငါ အဲ့ဒါဒီ ဟော तू လင်းရဝင်လိုက်ရတယ် short now ဝင်လိုက်ရတယ်ဒီမှာ အဲ့ short လား ဒါဆိုမြတ်ဒီကခင်ဗျကျွန်တော်တို့သူများရည်တင်တဲ့အချောင်းလေးလေ ဟုတ်ပြီ ဒီချောင်းလေး အဲ့လေဘာလဲမကွာ โอเคအဲ့တော့ဗျာအခုမိုင်းတော့ရှုပ် ဘာလဲ မိုင်းတော့ လိုက် ဖဲအားစီလိုက်တင်နေတော့ရောက်ပြီညာ အဲ့လိုပဲဖြစ်ရပါတယ်ဗျာ လို့ခင်ဗျဟိုဟာလှုပ်လိုက်အောင်ခင်ဗျလက်ပြောက်တီးလိုက်ကျွန်တော်တခုချင်းဖွင့်ပြီ ဘာโอเค โอเค5 4 3 2 1လောက်လိုက်တော့မိလေးလောက်ပါ5 4 3 2 1စမယ်နော် ကြိုက် 5 4 3 2 1โอเคသွားပြီလား โอเคတိုင်းဗျာ โอเคကျွန်တော်တို့စမယ် အဲ့ဒါငါတို့ဘလို့ရမယ်သူဒီရှိုးဒီတော့ဖြစ်ဒီတိုင်းတည်နေမယ်အဲ့ဒါမဲ့ပတ်စံနေအများကြီးကုန်ခိုင်းစက်တီစင်လာတယ်မှာ အဲ့ဆိုရင်ဈေးဝယ်ချင်းတွေကဟာဝယ်ဒီလေးကိုကျွန်တော်တို့စရိုက်လိုက်မယ် โอเค โอเคဒီကျွန်တော်တို့ရဲ့ပထမဆုံး blog ကခုနက Shopee ကို 3 နီ Shopee 3နီရဲ့ Facebook ကနေ Shopee ကိုဝယ်နီး ဝယ်နေပြီးတော့တကယ်လို့သူများရဲ့ Facebook မှာကြော်ညာနေတာကိုကျွန်တော်တို့တွေ့ပြီးဘယ်လိုဝယ်ရမလဲမသိရလူတွေအတွက် ဟုတ်ဒါကပထမအားလုံးပဲမင်္ဂလာပါအဲ့လိုမျိုး Okay 5 4 3 1စမယ် အားလုံးပဲမင်္ဂလာပါဒါဆိုရင်ဒါကျွန်တော်တို့ဒီနေ့ရတော့ဗောနော်ဒီ Shopee Facebook ကနေ Shopee link နဲ့ကိုဝင်ပြီးတော့ဝယ်နည်းလေးပါအရင်ဆုံးကျွန်တော်တို့ဒီ Facebook ကိုဖွင့်ပါမယ်ဖွင့်ပြီးသားဒီ search bar မှာကျွန်တော်တို့ဒီဈေးဝယ်ခြင်းတခါဆိုရိုက်ရှာလိုက်ပါမယ်ရိုက်ရှာလိုက်ပြီးတော့ဒီမှာကျင်ညာထားတဲ့ဟာလေးဗောနော်ဒီကျင်ညာထားတဲ့ဟာလေးကိုကျွန်တော်တို့ကဒီမှာဒီ shop down ဆိုတာလေးပေါ်လာ shop down လေးနှိပ်လိုက်မယ်shop down နှိပ်လိုက်ရင်တော့တက်ရောက်သွားပါပြီအဲ့မှာကျွန်တော်တို့ဝယ်အောင်ပါပဲလိပ်စာဖုန်းနံပါတ်ဖြည့်ပြီးတော့အကုန်လုံးဝယ်အောင်ပါပဲဒါလေးပါပဲဒါလေးကိုဝယ်နည်းကိုကျွန်တော်တို့ရှင်းပြသွားခြင်းဖြစ်ပါတယ်အခုလို blog လေးကိုအဆုံးထိကြည့်ရတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ် Okay ကဲကျွန်တော်တို့ရဲ့ပထမဆုံး blog ပြီးတော့ရ